ချို့သင်းတွေကဖလားတွဲကစားတယ်ချို့သင်းတွေကတော့နာကျင်မှုတွေကိုစိုးတက်ဖို့ကစားတယ်ဒီပေါင်းများစွာဆောက်ခဲ့ရတဲ့အိမ်မက်တကူဖိုင်နယ်ကိုရောက်တိုင်းလက်လော့ခဲ့ရတဲ့မျက်ရည်တွေဒီနှစ်တော့ဖြစ်နိုင်ပါမလားဆိုတဲ့မိကောကိုပရိသတ်တွေနှလုံးသားတဲ့သိထားခဲ့ကြပါတယ်အခုတော့အိမ်မက်နဲ့မှတ်တရကြားကနောက်ဆုံးမိနစ်90ကိုရောက်လာခဲ့ပြီးဖြစ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းဥရောပကိုအုပ်စိုးခြင်းနဲ့အင်အားကြီးတဲ့တင်ရှိနေပါတယ်ဒီတစ်ပတ်မေလ30ရက်နေ့ဘာဒါပက်ရှိပတ်စကာအရီယာမှာကစားမဲ့ဖုတ်ဘောပရိသတ်တွေအကြီးမားဆုံးကွဲကတော့အာဆင်နယ်နဲ့ PSG UEFA Champions League Final ပဲဖြစ်ပါတယ်ဒီပွဲဟာအာဆင်နယ်ရဲ့22နှစ်ကြာပြီးမှပထမဆုံးရောက်ရှိလာတဲ့ UCL Titan နဲ့ PSG ရဲ့ Back to Back European Champion ဆိုတဲ့သမိုင်းတစ်ခုရာတိုက်ပွဲလည်းဖြစ်နေပါတယ် Champions League မှာ clean sheet ကိုအထိရထားပြီး Defense Organization Euro အကောင်းဆုံးအသင်းတွေထံတသက်အဖြစ်သတ်မှတ်ခံထားရတဲ့ Ghana နဲ့အခွင့်အရေးတစ်ချက်ကိုတကောဆိုတဲ့ efficiency ကိုပိုင်ဆိုင်ထားတဲ့ PSG တို့ရဲ့ရေကိုရေခန့်ပြည့်စုံမှုကိုတွေးကြရမှာဖြစ်ပါတယ်ကဲအခုတနေ့ရဥရောပရဲ့ဘရေကဘရေသစ်ဖြစ်လာမလားလက်ရှိဘရေကပဲဆက်လက်အိုးဆိုးထားမလားဆိုတာစောင့်ကြည့်ကြရအောင်ဗျယခုလိုဗီဒီယိုကိုစိုးတည်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်ကတော့ Mark ပဲဖြစ်ပါတယ်